အမရဲ့တောင်ချင်းနေကလောကိုသွားလဲချင်လို့တဲ့ရတာပေါ့အခုဆိုရင်ပိုတော့ရသေးဘာလို့လဲဆိုတော့တောင်ကြီးကလောယထာကတပတ်ကိုနှစ်စင်းထပ်နေပါပြီဘယ်နေ့လဲဆိုတော့စနေနေ့ရယ်တနင်္လာနေ့ရယ်ပါတောင်ကြီးကနေပြီးတော့မှကလောထီကိုယထာလက်မှတ်ဖြစ်ပါပြီးတဲ့အခါကျလို့ရှိရင်ကလောပူရာမှာဆင်းလို့ရတယ်နော်နောက်တစ်ခုကလေဒီဇန်နဝါရီ1ရက်နေ့ကနေပြီး15ရက်နေ့ထိဟာကလောမှာပန်းပွဲတော်ကျင်းပမယ်လို့ကြားပါတယ်အဲ့တော့တူတူသွားရအောင်လေကျမတို့တောင်ကြီးကနေပြီးတော့ကလောထီရထားစီအဲ့မှာဆင်းပြီးလို့ရှိရင်ပန်းပွဲတော်ရှောက်လေညနေကြလို့ရှိရင်လိုင်းကားလေးနဲ့ပြန်လာဘယ်လောက်အဆင့်အောင်ပြေးလဲနော်ဒီတည်းတော့သိပြီးပြီလားကလောပန်းပွဲတော်ရောတောက်လဲကြမှာလားရှင်တကယ်လို့ပန်းပွဲတော်မှာတွေ့ခဲ့လို့ရှိရင်လေနှုတ်ဆက်ပါအောင်နော်ကျမကတော့မကောင်းကြရဘူးအကြောင်းရဲ့ပဲ့ခိုင်ဖန်ဆင်းရှင်မက်ခဲပါရှင်နောက်ဗီဒီယိုနဲ့ပြန်ဆောင်ပါမယ်တာပွဲတော်မှာတွေ့ခေါ်ဖို့မမေ့နဲ့နော်ရထားမှာတွေ့ရင်လေလှမ်းပြီးတော့နှုတ်ဆက်ပါအောင်ရှင်